ယောက်ျားလေးအပြစ်သမားတွေဘာကြောင့်သူတို့ရဲ့နိုတီမှာပလတ်စတာကတ်ထားကြတာလဲအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel လေးကနေပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်အပြစ်သမားတွေကဘာကြောင့်သူတို့ရဲ့ရှင်ဘက်မှာပလတ်စတာကတ်ပြီးတော့ပြေးကြတာလဲတကယ်လို့နိုတီခေါင်းမှာတိတ်ပုံစံမျိုးပလတ်စတာလေးမကတ်ဘူးဆိုရင်မာရသွန်အပြေးပြိုင်ပွဲပြီးသွားတဲ့အခါနိုတီခေါင်းကနေသွေးတွေထွက်လာနိုင်ပါတယ်မာရသွန်အပြေးသမားတွေဆိုတာမိုင်ပေါင်း10ကြီးပြေးနေရတဲ့ကစားသမားတွေပါမာရသွန်မှာအနေဆုံးစင်တော်မှာမိုင်10နဲ့ကြီးအကွာဝေးရှိပါတယ်အဲဒါကြောင့်အဲ့လိုပြေးနေရတဲ့အချိန်မျိုးမှာအပြေးသမားတွေအနေနဲ့ချွေးလက်အရန်ထွက်တယ်လို့ခန္ဓာကိုယ်မှာရှိတဲ့အရာတော်တော်များများဟာလည်းပုတ်တိုက်မှုတွေအရန်များပါတယ်အင်ဂျီနဲ့ခန္ဓာကိုယ်အပေါ်ပိုင်းနဲ့ပုတ်တိုက်မှုဘောင်းမီနဲ့ခန္ဓာကိုယ်အောက်ပိုင်းနဲ့ပုတ်တိုက်မှုတွေကအပြေးသမားတွေအတွက်တည်စံမပြင်းစင်သွားနိုင်ဘူးဆိုရင်အန်ဒီရဲတော်မှဖြစ်စေနိုင်တဲ့အရာတွေပါအဲဒါကြောင့်ခန္ဓာကိုယ်အောက်ပိုင်းမှာကတော့အပြေးသမားတွေကအတွင်းကန့်ကိုဝစ်စင်ကြပါတယ်ယောက်ျားလေးဖြစ်ဖြစ်မိန်းကလေးဖြစ်ဖြစ်ဒါကပြုတ်လို့ရမယ်ဆိုတာလူတိုင်းကသိပြီးသားပါဒါပေမဲ့ခန္ဓာကိုယ်အပေါ်ပိုင်းမှာကတော့အတွင်းကန့်လိုပုံစံမျိုးဝစ်စင်ရတဲ့အကာအကွယ်တွေရှိမနေပါဘူးအဲဒါကြောင့်မာရသွန်အပြေးသမားတွေအနေနဲ့အကာအကွယ်ရအောင်ဆိုပြီးအခုလိုပဲနှုတ်တီကောင်တွေမှာတိတ်ကိုကတ်ထားကြတာပါတိတ်မကတ်ဘူးဆိုရင်အခုမြင်နေရတဲ့အတိုင်းနိုင်ရီနဲ့ချီပြည့်ပြီးတဲ့အခါနှုတ်တီကောင်ကနေသွေးတွေထွက်လာနိုင်ပါတယ်ဂျပန်ကိုတော့အားလုံးကသိကြပါတယ်ဂျပန်ရဲ့ကောင်းကွက်တွေကိုပဲလူတွေကပို့ပြီးတော့သိကြတာပါဂျပန်မှာဘယ်လိုနည်းပညာတွေကတနေ့တခြားတိုးတက်ပြောင်းလဲနေတယ်ဆိုတာကိုပဲလူတွေကအများဆုံးသိကြတာပါဒါပေမဲ့သူ့လိုနိုင်ငံမျိုးမှာလည်းအဆင်မပြေမှုတွေများတဲ့မကောင်းတဲ့အရာတွေဆိုတာရှိပါတယ်တိုကျိုမျိုးကနင်းစင်နေတိုင်းအလုပ်သွားတဲ့သူတွေကကြီးစံရထားကိုပဲစီးကြရပါတယ်အဲ့ဒီတော့တိုကျိုတနိုင်ငံလုံးကအလုပ်သမားရည်အတွက်နဲ့ဆိုရင်ကြီးစံရထားတွေတော့မလောက်ပါဘူးဒါကြောင့်ကြီးစံရထားတစ်ခါထွက်ရင်လူတွေကအပြေပါပဲပြေးတာထက်ကိုအမြဲတမ်းလို့မတရားကိုပူရှံနေတာပါရထားတစ်ခါစိုက်ပြီးဆိုတာနဲ့ရထားပေါ်တက်ကြတဲ့သူတွေကလည်းအခုမြင်တွေ့နေရတဲ့အတိုင်းမနေမနှောပါပဲအဲဒါကြောင့်ရထားဘူတာကဝန်ထမ်းတွေအနေနဲ့ရထားတကားတွေပိတ်လို့ရအောင်လူတွေကိုအထဲဝေအောင်အတင်းတွန်းထည့်ရပါတယ်အဲဒီလိုနဲ့အထဲမှာရှိတဲ့သူတွေကတော့အီးထွက်မကြရုံတမဲပါပဲတမထက်ပြန်ရင်လေအလုံးနောက်ကြလို့ဆိုပြီးအလောပြုတ်ခံရနိုင်လို့ပါဒီတော့ဒီရထားမှာလွဲသွားခဲ့ရင်နောက်ရထားပြန်စီဖို့ဆိုတာမဖြစ်နိုင်တော့ပါဘူးမင်းနဲ့သူမနဲ့လည်းပြန်မစုံနိုင်ကြတော့ပါဘူးအဲဒါကြောင့်ပဲဂျပန်ကလူတွေကအလုံးအမီရောက်အောင်ဆိုပြီးတော့ရထားကိုအခုလိုကြက်ပိတ်နေတာတောင်မှတိုးဝစ်ကစီကြရတာပါအခုမြင်တွေ့နေရတာကတော့ဂေါ်လီတွေနဲ့စော့နေတာမဟုတ်ပါဘူးအောက်ကကျန်းပြင်းညီမကြီးဆိုတာကိုစမ်းသက်နေတာပါဂျပန်မှာတော့ဂေါ်လီကိုသုံးပြီးတော့ပဲအောက်ကကျန်းပြင်းညီမကြီးဆိုတာကိုအခုလိုမျိုးစမ်းသက်ကြပါတယ်အကယ်၍ဂေါ်လီတွေကိုပြစ်ချလိုက်လို့ဂေါ်လီတွေအားလုံးကတနေရာထဲမှာသွားဆုနေကြတယ်ဆိုရင်ကျမ်းမြေကညီးနေတယ်လို့သတ်မှတ်ရမှာပါတကယ်လို့အဲ့လိုသွားဆုမနေပဲတောင်တလုံးမြောက်တလုံးနဲ့ဟိုတလုံးဒီတလုံးဖြစ်ပြီးငြိမ်နေမယ်ဆိုရင်တော့အောက်ကကြွေပြားတွေကတ်ထားတာမညီမညာပြစ်နေတယ်လို့ယူဆရမှာပါအဲ့ဒါကြောင့်ပဲဂျပန်ကအင်ဂျင်နီယာတွေအနေနဲ့အခုလိုလက်ကိုရိုးရှင်းတဲ့နီးလန်းနဲ့ပဲကြွေပြားတွေကြမ်းခင်းတွေညီမကြီးဆိုတာကိုစမ်းသပ်ကြတာပါရှေ့ထဲမှာအခုလိုအနီရောင်ဘောလုံးကြီးတွေမျောနေတာတွေ့ရင်အနာသမကပ်ပါနဲ့အနာကမိတာနဲ့တိတ်အနေနဲ့အကြောင်းမဲ့အသက်ဆုံးရှုံးရမှာပါဘာလို့လဲဆိုတာကိုပြောပြပါမယ်အဲ့ဒီအနီရောင်ဘောလုံးတွေကိုအမေရိကန်ရတပ်က training အတွက်အသုံးပြုကြတာပါအဲ့ဒီဘောလုံးကိုရှေ့ထဲကိုချပြီးပြီဆိုတာနဲ့အမေရိကန်ရတပ်တင်မောဟာအဝေးတနေရာကိုတွားနေလိုက်ပါတယ်သွားပြီးတာနဲ့အဲ့ဒီအဝေးတနေရာကနေဒီဘောလုံးကိုချိန်ပြီးတော့စတင်ပြီးတော့အပြစ်လေးကျကြပါတယ်သူတို့ကဒီဘောလုံးကိုရန်သူတို့သဘောထားပြီးတော့အပြစ်လေးကျကြတာပါတခါတလေဒုံးကြီးတွေနဲ့ပြစ်ပြီးတော့တခါတလေကြီးစံတွေနဲ့လည်းပြစ်ပါတယ်အဲ့ဒါကြောင့်ဘောလုံးပါပဲကွာဆိုပြီးတော့အနားကိုသွားမိလိုက်တာနဲ့တခါတည်းနှိကုံချုပ်သွားမှာပါဒါကတော့ကွဲပြီးသားပကံတွေခွက်တွေကိုအလှဆင်နဲ့ဂျပန်ကကင်းစုကီလို့ခေါ်တဲ့လက်မှုပညာတစ်ခုပါဂျပန်ကလက်မှုပညာရှင်တွေကကွဲပြီးသားပကံတွေကိုကော်တွေနဲ့ကက်ရင်ကက်မကက်ရင်တန်တွေနဲ့ရိုက်ကပြန်ဆက်ကြပါတယ်ကွဲသွားတဲ့ပကံတိုင်းကိုသူတို့ကအဲ့လိုနီးနဲ့ပဲပြန်ပြီးတော့ပြုပြင်ကြတာပါအဲ့လိုပြုပြင်လိုက်လို့ပကံတွေဆက်သွားပြီဆိုရင်အဲ့ဒီစိတ်ရာတွေပေါ်မှာငွေမုံဒါမှမဟုတ်ရွှေမုံတွေနဲ့ထပ်ပြီးတော့တုတ်လိန်ကြပါတယ်အဲ့ဒီလိုနဲ့အဆက်ရာတွေကငွေရောင်ဒါမှမဟုတ်ရွှေရောင်တွေဖြစ်ပြီးအရှင်ကားထက်တောင်ပို့ပြီးတော့လှပသွားကြပါတယ်ပြီးတော့လက်မှုပညာသည်တွေကလည်း
အဲ့ဒီပကံတွေကိုဈေးကထဲမှာပြန်ပြီးတော့ရောင်းချကြပါတယ်ပကံကွဲပြီးဆိုတာနဲ့ပြစ်လိုက်တဲ့နိုင်ငံမှာနေတဲ့သူတွေအတွက်ကတော့ဒါကထူးဆန်းလို့နေမှာပါဒီလိုဗဟုသုတတွေကတော့တဲ့အတွက်အကျိုးရှိစေမယ်လို့ထင်ပါတယ်အဲ့ဒါကြောင့်ဒီထက်ပိုကောင်းတဲ့ဗဟုသုတတွေကိုသိခွင့်ရခြင်းနဲ့ဆိုရင်တော့ channel လေးကိုလည်း like and follow လေးလုပ်သွားပေးကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်